လာပါကျွန်တော်တို့ရဲ့မူလ EP တွေကနေကြိုးလိုက်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့မူလအီတောင်ခြေလင်းခီးအတွက်တောင်ကြီးကိုသွားကြမှာပဲဖြစ်ပါတယ်အားတော့ပါတယ်လေခရီးနေကွာအလုံးကြီးဟုတ်ကဲ့မဟုတ်ကျွန်တော်တို့တကယ်ခရီးခီးစဉ်လမ်းကြောင်းလေးကတော့ကရင်ပြည်နယ်ကျိုင်းစစ်ကြီးမြို့နယ်တမယာကျွော်ကနေပြီးတော့ကျွန်တော်တို့ကြိုက်တုံလမ်းတိုင်းသွားပြီးတော့ပဒဲကိုရောက်မှရှိတဲ့တောင်တက်လမ်းကနေစတက်ကြမှာပဲဖြစ်ပါတယ်လန်ခီးရဲ့အချိုးနေရာတွေမှာလမ်းအနှင်းငယ်ကျန်းပြီးတော့ဖုန်ထူတဲ့နေရာတွေရှိတာဖြစ်လို့ကျွန်တော်တို့အခုလိုပြင်ဆင်သွားခဲ့ကြပါတယ်ဖုန်လန်းလေးကိုကြော်လာပြီးတဲ့ခါမှာတော့ဒီချောင်းလေးမှာကျွန်တော်တို့ခြေလက်စီဖုံးခါတာတွေပြုလုပ်ကြပါတယ်ဒီဆိုမဲ့တန်ငါထပ်ပါမယ်အဲ့ကြောင့်ကိုယ်တင်ငန်းနေနောက်ကပို့ဆိုရမယ်တောင်ကြီးအထိကိုတော့ကျွန်တော်တို့3နိုင်ခန့်ကြာအောင်ကားစီးရမှာဖြစ်ပါတယ်လမ်းတစ်လျှောက်မှာတော့စစ်စေးဂိတ်တွေရှိပါတယ်ဂိတ်နှစ်ဂိတ်မှာတော့ကျွန်တော်တို့ဆင်းပြီးတော့အပုံနေပြပြီးလမ်းလျှောက်ခဲ့ရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့မူလိတောင်ချေကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်တောင်ချေမှာအစာပြေစာအထုပ်လေးတွေပြန်ပြင်ပြီးတော့ကျွန်တော်တို့တောင်တက်ခီကိုစားကြတော့မှာပဲဖြစ်ပါတယ်ဒီနေ့တောင်တက်ခီလေးမှာတော့ဦးစင်တပါကြာ9ဦးမ9ဦးနဲ့ဒီခီးစဉ်ကိုဦးဆောင်တဲ့ကိုတန်းတို့အဖွဲ့ကြာ3ဦးစုစုပေါင်းအယောက်20တက်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်နေ့ခင်း7:50မိနစ်ရှိပါပြီမူလီတောင်တက်ခီကိုစားတင်နေပြီဖြစ်ပါတယ်Say hello yo အခုမှစားတက်မှာဒုတ်ပြက်နေလို့ပါဒီခီးစဉ်လေးကတော့2026တင်းကျပ်ပိတ်ရက်တုန်းကသွားခဲ့ကြတာလေးပဲဖြစ်ပါတယ်တောင်တက်ခီးအစဆုံးကို-10ခန့်သွားရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီပထမနေ့မှာတော့12မှတ်ခန့်ကိုသာတက်ရပြီးတော့တောင်အလယ်မှာရှိတဲ့ကျောင်းမှာတညတာအနားယူကြမှာဖြစ်ပါတယ်တက်ဆိုတာညနေနေမဝင်ရောက်ပြီဟိုထိုးကပို့လို့လောက်တို့ပုံမှန်တက်မယ်ဆိုလို့ရှိရင်တော့မရတော့ဘူးနော်အချိန်ကနေကင်း7နိုင်ခွဲရှိပါပြီရာသီဥတုကပူတော့တော်တော်လေးကိုပြင်ပန်းပါတယ်ဒါမဲ့လည်းကျွန်တော်တို့အခုကတောင်တက်လမ်းကိုမစားသေးပဲねကျွန်တော်တို့တောင်ချေကိုအခုမှစပြီးသွားနေရလို့ပြောပါတယ်ခဏနေကြရင်အရှိကိုရောက်မှကျွန်တော်တောင်ချေကိုရောက်မှဖြစ်ပါတယ်ဆက်တက်လိုက်ပါဦးမယ်ဒီမှာနေပါတယ်ကျွန်တော်တို့ကားရထားတဲ့နေရာကနေတနာရီခန့်လမ်းလျှောက်ပြီးတဲ့အခါမှာတော့တောင်ချေကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်ကိုနေမင်္ဂလာပါမင်္ဂလာပါကိုတက်မယ်ဆန်တော့ကိုတောင်ကြီးရောက်ပြီဟုတ်တောင်ချေမှာရေဘူးဖြစ်ခစ်တနာပြီးတော့ကျွန်တော်တို့ရဲ့တောင်တက်ခီကိုစားကြတော့မှာပဲဖြစ်ပါတယ်တောက်လောင်ရောက်ပထမအဆုံးတက်ရတာကတော့ဇွဲကျွတ်တောင်ဖြစ်ပါတယ်ဒီနေ့လဲဇွဲချွတ်တောင်လို့ခေါ်ပါတယ်မဇွဲတော့မချွတ်သွားဘူးအော်ဇွဲလက်အိတ်ချွတ်သွားပြီခင်ဗျဗီဒီယိုလေးထဲမှာတော့ဇွဲချွတ်တောင်ဆိုပြီးတော့မှာပြောထားမိပါတယ်မတူတာအောက်မှာလမ်းပြတယောက်ကြံခဲ့လားဟုတ်တယ်ကြံခဲ့ကိုတောင်နေ့ခင်7နာရီမွန်းတဲချိန်ကြီးဖြစ်လို့တောင်တက်လန်ရဲ့အစမှာပဲကျွန်တော်တို့အခုလိုနန်းနားနေနေတက်ခဲကြရပါတယ်ဇွဲကျွတ်တောင်လားအခုဒါကဇွဲကျွတ်တောင်ဇွဲကျွတ်တောင်ပြီးရင်ကျွန်တော်တို့ဒီစမ်းကြောင်းတစ်ခုရောက်မယ်ပြီးရင်ရတိကြောင်းပြီးရင်ဝါတောင်ပြီးငပြောတော့ပြီးရင်ခွေးရှာထွက်တောင်ပြီးလို့ရှိရင်စရုပ်တောင်ပြီးရင်သမောဦးပြီးမှကျွန်တော်တို့ညအိမ်မက်အလဲစခန်းရောက်ပါโอเคဝါဧပြီလရဲ့နေ့ကအရန်ကိုပြေးတာဖြစ်လို့တကယ်ကိုပဲပင်ပန်းစွာနဲ့တက်ခဲရပါတယ်တချို့ဆိုပူပြီးပင်ပန်းလုံးလို့စက်မတက်ပဲဒီနေရာမှာပဲနေခဲမယ်လို့တောင်ပြောလာကြပါတယ်ဒါပေမဲ့လေတယောက်ကိုတယောက်အားပေးဖိမရင်လည်းပဲကျွန်တော်တို့ခရီးဆက်ခဲ့ကြပါတယ်ဒီနေရာလေးကတောမီလောက်နေတဲ့နေရာလေးဖြစ်ပါတယ်ဇွဲကျွတ်တောင်တစ်ချက်ပဲအရန်ပင်ပန်းတာဖြစ်ပါတယ်ဒီကနေပြီးတော့ကျွန်တော်ပြန်ဆင်းပြီးတဲ့အခါမှာအခုနောက်တစ်တောင်ထပ်တက်နေတယ်လို့ထင်ရပါတယ်အတက်လေးတွေတော့စားတွေ့နေရပါပြီ fighting
အခုဆိုရင်ကျွန်တော်တို့ခီးဆက်ရင်တောင်ပေါ်ရောက်တဲ့ခါမုံလုံးရေပေါ်လုံးမှုကိုတိုင်ပင်နေကြတာပဲဖြစ်ပါတယ်အတီပီလေးတစ်ခုဖြစ်တာပေါ့အမရဲ့ ဆိုင်မရှိ ကြံတွင်းဆိုတော့ အေးတို့တွေမုံလို့ရလုံးနေပုံတွေတော့ရိုက်ပြီ လုံးဝဗီဒီယိုလည်းမလားဘလော့ထဲမှာ share ထည့်မှာလုံးဝ တော့လောလာလေးရိုက် အခုရိုက်အခုတင်မယ်လေ လမ်းမှာလည်းအခုလိုမျိုးအေးစစ်နေရလေးတွေပေါ့နော်အခုလိုအပူဆုံးချိန်ဆိုပေမဲ့ကျွန်တော်တို့ဒီစမ်းချောင်းမှာရေလေးတွေရှိသေးတယ်ပြီးတော့အခုလိုအမောပြင်နာကိုစိုင်လေးလည်းရှိပါတယ်တနက်ခါလေးနေရလားမ ဟုတ်ဖြစ်တယ်စားတယ်မသိနေပြီတော့လားတင်းတိတ်တွေတော့ဖြစ်တော့မလားအေးရန်ကုန်ရောက်တော့စကင်တိချပြန်ကိန်းနော်စိတ်ကံတော့မရမယ် ဒီခီးစဉ်မှာစပြီးဆုံးပွေမဲ့ဂီယူဆိုင်ဖေးမှတက်တဲ့စိတ်ထားလေးတွေကိုတော့အခုလိုတောင်တက်ခီးတွေမှာသာကျွန်တော်တို့အများဆုံးမြင်တွေ့ရမှာပဲဖြစ်ပါတယ် တော်တော်မောတယ် လာခဲ့ကြပါ လက်ကြပါ လက်ပြုတ်ကောင်းပါလေ ကိုတယောက်တည်းမောတာမခံနိုင် အတူတူမောကြတာဟုတ် မောကြတာပေါ့ ဒီလိုနဲ့ပဲနနာနေခီးဆက်ခဲ့ရမှာတော့ရတိချောင်းကိုရောက်ရှိကြပြီပဲဖြစ်ပါတယ် ဒီမှာနားမယ်လေခဏဒီကနေမြို့ဒီဘက် အလေကောင်တက်တဲ့လားထိတ်တကူလို့ကြောပြည့်တယ် ရတိချောင်းမှာရေပြေခိတနာပြီးခီးဆက်ခဲ့ရမှာတော့အခုကျွန်တော်တို့ဝါးတောင်ကိုရောက်ရှိပြီပဲဖြစ်ပါတယ်တကုံးတက်ပြီးတော့တခါနားကြတဲ့အဖွဲ့ပါ တော့မရောက်သေး ခြေလမ်းဆယ်လမ်းလိုက်ရင်ကျမတို့တခါမှာပါ ဝါးတောင်ရဲ့တချို့နေရာတွေမှာအခုလိုတောမီလောင်တာလေးတွေကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ခေခေသားလိုက်ခဲ့မယ်တဖြည်းချင်းတက်နေပူလို့နောက်နည်းနည်းလေးကနေကြောက်ဝိုင်းတက်တော့မယ်အခုလိုမျိုးအပေးစကားပြောရင်ဆက်တက်လာရမှာတော့မကြခင်မှာပဲကျွန်တော်ကြွတ်တက်ခဲ့ပါတယ် ဒီစာပဲလည်းပေးပါတယ်ဆိုပြီး ဟုတ်တယ်ပေါင်ကျော်ရရန်တင်းနေကျွန်တော်ကြွတ်တက်တာလေးကိုတေချာလေးဂယူဆိုင်ပြုစုပေးပြီးစောက်ခေါ်ပေးတဲ့ကိုတန်းမတ်သူစာနဲ့မတ်တီတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကြွတ်တက်တာတက်သွားပေမဲ့ခဏလျှောက်ပြီးတိုင်းခြေထောက်ကပြန်ပြီးတင်းနေလို့ခရီးကတော့တိတ်မတွင်ခဲ့ပါဘူးအခုအမောပြေတော့ဘလော့တွေဆက်ရိုက်နေပါခုနကတော့ရုပ်ပြစင်ပြဖြစ်ပါ ကျမဒီရောက်မဟုတ်ပါဘူး anyway တော့တခီးစနေတော့မယ် ဆက်လို့ပို့လေ ဒီလိုနဲ့ပဲခီးဆက်ခဲ့ရမှာတော့မကြခင်မှာကျွန်တော်တို့ငပြောတော့အကြောင်းကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်ကြွတ်တက်ထားတဲ့ခြေထောက်ကိုအနာပေးချင်တာဖြစ်လို့ဒီเจ้าမှာပဲရေချိုးထမင်းစားပြီးမှဆက်တက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ရေချိုးထမင်းစားပြီးတဲ့ခါမှာတော့ကျွန်တော်ရဲ့ခြေထောက်ကမတက်တာတာဖြစ်လို့နောက်ဖိတ်ဖွဲ့တစ်ဖွဲ့လုံးမရောက်လာရင်အရှိရသူတွေစိတ်ပူနေမှာဆိုရကြောင်းကျန်တဲ့သူတွေကိုဆက်တက်စေပြီးတော့ကျွန်တော်ကဒီငပြောတော့ကြောင်းမှာပဲတခြားအဖွဲ့တွေနဲ့နေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် Been a long day without you, my friend, and I'll tell you all about it when I see you. ကျွန်တော်ရဲ့အဖွဲ့တွေတက်သွားကြတော့ကျွန်တော်ခေါင်းထဲမှာခြေထောက်ကမနဲ့ဆိုရင်တက်တာပါမလားအဖွဲ့သားတွေနဲ့ရောတာဝန်မရောက်ခင်ပြန်ဆောင်ပါမလားမနဲ့မှလမ်းမလျှောက်နိုင်ရင်တော့ဒီเจ้าမှာပဲဆက်နေရမှာလားစားတဲ့အတွေ့တွေများနေပေမဲ့တဏီကုံပင်ပန်းခဲ့တာရဲ့စေးတောက်ထားတာရဲ့ကြောင့်ကျွန်တော်ခက်ဆစောပဲအိပ်ပျော်သွားခဲ့ပါတယ်မင်္ဂလာပါခင်ဗျာမိုးလီတောင်တက်ခီးစဉ်လေးရဲ့ဒုတိယနေ့လေးပဲဖြစ်ပါတယ်အချိန်ကမနက်9:00နာရီဖြစ်ပါတယ်ညတော့ကတညတာကျွန်တော်အနားယူပြီးတဲ့ခါမှာတော့ကြွတ်တက်တာအများကြီးသက်သာသွားပါပြီအဲ့ဒါအခုဒီကနေပြီးတော့တောင်ကျောင်းမဲ့အဖွဲ့နဲ့အတူတူလိုက်ချွမ်းပြီးတော့တယောက်တည်းခီးဆက်ပါမယ်ကျွန်တော်ရဲ့အဖွဲ့တွေစီကိုရောက်ဖို့နောက်ထပ်2 နာရီလောက်ဆက်တက်ရမှာဖြစ်လို့ကျွန်တော်ခီးဆက်ရင်လည်းမနေ့ကမပြောပြဖြစ်ခဲ့တဲ့မိုးလီတောင်ရဲ့အကြောင်းလေးတွေကိုပြောပြပေးခြင်းပါတယ်မိုးလီတောင်ကဒေါနာတောင်တန်းကရင်ပြည်နယ်မှာရှိတာပဲဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်6588ပေမြင့်ပြီးတော့ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းနယ်စပ်တနေရာနဲ့9 မိုင်ခွဲခန့်အကွာမှာရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိုးရသည်ကုန်းကစပြီးဆောင်းရသည်ကုန်းရဲ့အထိကိုတော့တောင်ပေါ်မှာထိုင်းခီးသွားဧည့်သည်တွေနဲ့အမြဲကိုပြည့်နှက်နေတာတွေ့ရမှာပဲဖြစ်ပါတယ်။မူလီတောင်ကတက်လွတ်နေမြင်ဖြစ်ပြီးတော့ကျွန်တော်တို့တောင်တက်လန်တောက်လျှောက်ကိုလည်းဖုန်းလိုင်းမမိဘူးဖြစ်ပါတယ်။ခီးရှည်တက်ရတဲ့တောင်တက်ခီးလေးဖြစ်လို့လိုအပ်တဲ့ပစ္စည်းတွေကိုပဲအဓိကတည်လာစေချင်ပါတယ်။မဟုတ်ရင်တော့အိတ်ကလွယ်ထားရင်းနဲ့တဖြည်းဖြည်းပိုပြီးလေးလာလို့ခရီးမတွင်ပဲကျွန်တော်တို့အရန်ကိုပင်ပန်းမှာဖြစ်ပါတယ်။
အခုဆိုကျွန်တော်ခီးဆက်လာရင်လည်းအခြားဘွဲကခီးဖော်တွေနဲ့စုံရပြီပဲဖြစ်ပါတယ် ခါကြီးကဘာတောင်းလို့ခေါ်လာလဲ ကြောက်တယ်လှတာကျွန်တော်စတက်ခဲ့တဲ့တောင်လေးကတော့ခွေးရှာထွက်တောင်ဖြစ်ပြီးတော့အခုဒီတောင်လေးကကြောက်တုံကြီးတွေနဲ့အရန်ကိုလှတဲ့ဆက်ရုပ်တောင်ပဲဖြစ်ပါတယ်ဆက်ရုပ်တောင်ကနေစတက်လာရင်တော့မိုးလီတောင်တက်လန်မှာအရန်ကိုလှတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့တင်မိုးစကန်ကိုရောက်ပြီပဲဖြစ်ပါတယ်ဒီစကန်မှာတော့ကျွန်တော်ခိတ္တနာပြီးဓာတ်ပုံတွေရိုက်ခဲ့ပါတယ်တင်မိုးစကန်ရောက်ပါပြီတင်မိုးစကန်ကအဆင်းမှာတော့ကျွန်တော်ရဲ့အဖွဲ့တွေနဲ့ပြန်ဆုံကြပြီပဲဖြစ်ပါတယ်လေစကန်ကိုရောက်ပြီဖြစ်ပါတယ်ကျွန်တော်ဖွဲ့ရပြန်ဆုံးပါပြီတက်ပါလားချက်တော့တာပါဒီနေရာလေးကတော့အလဲစကန်လို့ခေါ်ပြီးတော့ဒီကျွန်တော်တို့အဖွဲ့တွေပေါ့နော်ညတော့အားလုံးဒီမှာအိတ်ကြဖြစ်ပါတယ်ကျွန်တော်ကတော့လမ်းနေပြီးတော့ခီးဆက်ခဲ့တာအခုကျွန်တော်တို့ဖွဲ့တွေနဲ့စုံပြီးတော့တောင်ဆက်ကြတော့မှာဖြစ်ပါတယ်တောင်ပေါ်ရောက်အောင်တက်ပါမယ် fighting ချီရောက်လည်းတော့တာတော့ပါပြီအဖွဲ့တွေနဲ့စုံတော့လည်းအားပြန်ရှိသွားပါပြီအခုအလဲစခန်းကနေစပြီးတော့တောင်ပေါ်အထိကို8မိုင်ခရီးဆက်တက်ရမှာပဲဖြစ်ပါတယ်။မနက်ခင်းစောစောအချိန်အရန်မပူပဲနဲ့အားရင်အပြည့်နဲ့ဖြစ်နေကြလို့အတော့ကိုပဲခရီးတွင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းပုံမှန်အတိုင်းပဲကျွန်တော်တို့နာနာနဲ့နေတက်ခဲ့ကြပါတယ်။ ပုံမှန်လှမ်းမြင်နေတဲ့တောင်ပဲ ကြည့်ချင် ရောက်တော့မယ်ကျွန်တော်တို့အလဲစခန်းကနေစထွက်လာပြီးနောက်ထပ်တောက်ရရမယ့်နေရာကအတော်လေးကိုလိုသေးတာဖြစ်လို့လန်ခီမှာရေကိုချွေတာပြီးတောက်ခဲ့ကြပါတယ်။ ဟော ဒီလိုပဲဒီလိုမှတက်တာပါ1500ကျအောင်ကြည့် ပြန်နာအောင်မလားအားလိုက်ကြ အေးလေ ဒီပါထိုင်နာနဲ့ အပေါ်မှာမြေကုန်းနဲ့ဘာမှမရှိဘူးအောက်မှာငုံထိုင်နေ အခုရောက်ရှိနေတဲ့တောင်ကတော့စင်အိုးကွက်တောင်ဖြစ်ပြီးတော့ဒီနေရာကနေမူလီတောင်ကိုကျွန်တော်တို့လှမ်းမြင်နေရပြီပဲဖြစ်ပါတယ်။အခုကျွန်တော်တို့တွေ့နေရတဲ့ဒီတောင်ထိပ်ကိုခီးဆက်ကြအောင်ဖြစ်ပါတယ်။မြင်နေရပါပြီ။ရောက်ပါတော့မယ် 我也有手工青的，年年也变有。 စင်လဲတော့ 那个哈，还有嘛？ဒီကုန်းလေးတော့ကျတယ်ပါတော့ဒီကုန်းလေးကလည်းဆက်သွယ်လိုက်ပဲဘလို့ဒီမူလေးရောဟာလေးပြန်ပို့ပြီးပါ ကျွန်တော်တို့စင်လဲတောင်ကိုရောက်တဲ့ခါမှာတော့နေကအနှဲငယ်မြင့်လာပြီဖြစ်လို့အပူချိန်ကလည်းအနှဲငယ်ပိုလာခဲ့ပါတယ်။တောက်ရည်ကလည်းနည်းနေပြီဖြစ်လို့ချွေတာပြီးတော့တောက်နေကြရပါတယ် 啊，真差。 ဖိုက်ချင်း 我也တက်လမ်းများ အခုဆိုရင်တော့ကျွန်တော်တို့ရေရမယ့်နေရာကိုရောက်ပြီဖြစ်လို့ခိတ္တနာကြပါတယ်။ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့ပဲကျွန်တော်တို့တောက်ရည်ခံမဲ့ကန်လေးကအခုလိုနှောင့်နေတာကိုတွေ့လိုက်ရပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့တောက်ရည်အနေငယ်နဲ့ပဲနေပူကြီးတဲ့ကိုခရီးဆက်နေကြပါတယ်။နေပူကြီးတဲ့မှာရေနည်းနည်းပဲတောက်ရတော့အနေငယ်နှုံးကြည့်လာတယ်လို့ခန်းစားခဲ့ကြရပါတယ်။ အပူချိန်ကလည်းအရန်ကိုပြင်းလို့အခုလိုတောမီလောင်တာတွေကိုလည်းတွေ့ခဲ့ရပါတယ်။ဒီနေရာလေးကစပြီးတစ်ထုပ်စကန်ရှိတာဖြစ်လို့ကားလမ်းလေးရှိတာဖြစ်ပြီးတော့ကားလေးဆင်းလာရင်ကောင်းမှာပဲလို့ကျွန်တော်တို့မျှော်လင့်တောင်းတမိကြပါတယ်။ ကိုနဲ့လည်းပဲပြိုင်းမယ်လို့ကြိုးတော့မပြော တစ်ခါမှမတက်ဘူးလေလိုက်ခဲ့ရတယ် ပဲဆိုတော့ ဖိုက်ကားလေး ဟိုက်ကာကြီးပဲလို့ ကျော်တော့ ဟိုက်ကာကြီးကဖျားစုဟိုက်ကာလေး အခုဆိုရင်တော့ကားလမ်းလေးတိုင်းပဲဖြည်းဖြည်းမှတ်မှန်နဲ့ကျွန်တော်တို့ဆက်တက်ခဲ့ကြပါတယ်။နေပူကြီးတဲ့ကိုဒီလိုနဲ့ပဲခီးဆက်ခဲ့ရမှာတော့ကာလာပြီအခုလိုရေစာပေးပင်မနေတဲ့အချိန်မှာကားလေးရောက်လာလို့တစ်ဖွဲ့လုံးကဝမ်းသာပျော်ရွှင်ခဲ့ကြရပါတယ်။ညနာလေးပြောင်းသွားပါရဲ့ မနေရရုံမဟုတ်တော့ပါ လမ်းလုံးကူမှပဲ Okay, we're doing it. ပြောဆုံးမယ် အခုကားလေးကတော့တောင်ပေါ်အထိတယောက်ကိုကားက2000ကျပ်ပေးရမှာဖြစ်ပါတယ် ကျော်ဟိုတော့တွေ့ဟေးလိုက်ပါလား လိုက်ပါ ကျော်ကားကြကျော်ကားကြကျော် လမ်းမတက်ရင်3000
ညပဲညထောက်ပဲမဒီညီလေးပြလိုက် ကားလမ်းကမြေလမ်းဖြစ်ပြီးတော့လမ်းကအနှင်းငယ်ချင်းပြီးအနှင်းငယ်မတ်ဆောက်ပါတယ်ကျွန်တော်တို့ကကားနဲ့တောင်ပေါ်ထိတက်မှာဖြစ်လို့တောင်တက်လမ်းမှာလှတယ်လို့နာမည်ကြီးရဲ့လွမ်းစီတီနဲ့နားနေစကန်လေးကိုတော့ကျွန်တော်တို့ကြော်သွားခဲ့ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အဖွဲ့မူလီတောင်ပေါ်ကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်မှာ3ညအိပ်ပြီးအချိန်ရတာဖြစ်လို့ဖျားအေးဆေးဖူးပြီးတော့အရန်ကိုလာတဲ့မုတ်ဆူတောင်ကမ်ပီဆိုင်ကိုလည်းနောက်ရက်တွေမှာတွားလဲကြမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့မူလီတောင်ပေါ်ကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့တဲခိုရမယ့်နှစ်ထပ်ဓမ္မယုံကြီးကိုလိုက်ပြပေးချင်ပါတယ်ဒီဓမ္မယုံကြီးမှာတော့အခမဲ့တဲခိုလို့ရမှာပဲဖြစ်ပါတယ်ဓမ္မယုံကြီးကကျယ်ဝန်းတန့်ရှင်းလာပြီးတော့အများသုံးဆောင်တဲ့ခေါင်းအုံးတွေကိုလည်းထားရှိထားပြီးပါတယ်ဓမ္မယုံကြီးရဲ့တိတ်မလန်းတဲ့နေရာမှာတော့အများသုံးအိမ်သာနဲ့ရေချိုးကန်လည်းရှိပါတယ်ဒီနေရာလေးကတော့တောင်ပေါ်မှာဖုန်းလိုင်းမိပြီးအင်တာနက်သုံးလို့ရတဲ့နေရာလေးဖြစ်ပြီးတော့ဓမ္မယုံရဲ့အနောက်ဘက်မှာရှိတဲ့တောင်ကုန်းလေးပေါ်ကစေတီပဲဖြစ်ပါတယ်တောင်ပေါ်မှာထိုင်းဖုန်းလိုင်းပဲမိတာဖြစ်လို့ကျွန်တော်ကတော့အတန်ဖုန်းကတ်နဲ့ data roaming ဖွင့်ပြီး9599ကျပ်တန် package လေးနဲ့အဆင်ပြေခဲ့ပါတယ်ကျွန်တော်တို့ရေချိုးကိုလက်တန့်စင်ပြီးတဲ့အခါမှာတော့ဆန်တော်ရှင်မူလီစေတီကိုတွားရောက်ဖွင့်ပြကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မယုံကနေတောင်ပေါ်ထိကို15မိနစ်ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်ရာသီဥတုပူတဲ့ဧပြီလဖြစ်ပေမဲ့တောင်ပေါ်မှာတော့လေအေးလေးတွေနဲ့တကယ်ကိုမှနေလို့အဆင်ပြေပါတယ်စေတီတော်ကိုတွားရလမ်းမှာတွေ့ရတဲ့ရှုခင်းတွေကလည်းတကယ်ကိုမှလှပလွန်လာပါတယ်ရုတ်တရက်ဆိုသလိုရာသီဥတုကပိုအေးလာပြီးညူတွေဆိုင်လာခဲ့လို့ပိုပြီးတာယာလှပတဲ့ပုံဝင်ခြင်းလေးတစ်ခုဖြစ်လာခဲ့ပါတယ်မေတ္တာသဗ္ဗလောကသမိမာနနံဘာဝေအပရိမာဏံအခုလိုတာယာလှပလွန်တဲ့ညနေခင်းလေးမှာကျွန်တော်တို့နဲ့အတူဖျားဘူးလိုက်ခဲ့ကြပါအောင်ဗျာအားနဲ့အားထက်ဒိဋ္ဌိသာနုပကမ္မသီလဝါဒတနေနသံပန္နောကာမေတုဝိနယကေတနာဟိဇာတုကဗ္ဗတေယပုဏ္ဏရေတိကျွန်တော်တို့ဖျားဖူးပြီးတဲ့အခါမှာတော့ညစာထမင်းကိုတော့စတုဒီတာသွားစားခဲ့ကြပါတယ်လာပါပြီအသက်လို့ဟင်းရပြီဆိုပေမဲ့တကယ်ကိုပဲလက်ရကောင်းပြီးစားကောင်းလွန်လာပါတယ်နောက်ထပ်တောင်ပေါ်မှာလက်ရကောင်းပြီးအရန်ကိုဖော်ရတဲ့ဇင်မဲထိုက်ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်တက်လွတ်စားပွဲရာတွေအစုံရတဲ့အပြင်ကိုအသီးတွေလည်းဝယ်ယူနိုင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်လက်ရကောင်းလို့ကျွန်တော်တို့နေ့တိုင်းထိုင်ပြခဲ့တဲ့ဆိုင်လေးပါပဲအသီးတွေကလည်းအခုလိုထုတ်ပို့ထားတဲ့တထုပ်ကိုကြိုက်တဲ့အသီးယူ9000ကျပ်ပဲဖြစ်ပါတယ်တောင်ပေါ်မှာအခုလိုဆိုင်လေးတွေလည်းရှိပြီးအင်ကြီးအုတ်ထုပ်ဖက်နက်စတာတွေကိုလည်းအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်တန့်တဲ့အိတ်ချင်သူတွေအတွက်လည်းတန့်ဖြာနဲ့ဆောင်းတွေကိုလည်းငှားယူလို့ရမှာဖြစ်ပါတယ်တောင်းလေးပေါ်တင်ပေးမယ်ဒီအလုံးပိတ်စစ်လုံးကိုတောင်းလေးတွားချင်တယ်စစ်ပြတာတန်းကားလည်းပြီးပါတင်းညက်ပိတ်ရက်မှာတွားခဲ့တဲ့ခရီးလေးဖြစ်လို့နေ့ခင်းအချိန်မှာမုတ်လုံရီဘော်တွေလုံးကြပြီးတောင်ပေါ်ကဆိုင်တွေနဲ့ဖျားဘူးဧည့်သည်တွေကိုလည်းဝေငှားခဲ့ကြပါတယ်ဒါတပန်းတဲ့တော့မလား
ဖေကခဏလေး ပို့ကြည့်လိုက်မအောင်ဟောပူရာပြလာခဲ့ရမှာ ရေထည့်လိုက်ပြီလားရေထည့်ပြုံးလေးပို့ပေါက်သွားအောင် ညပူချိန်ကလည်း15ခန်းသာရှိလို့အေးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။မနေ့ဖြန်မှာတော့မိုးလေတောင်ပေါ်မှာအလှဆုံးနေရာတစ်ခုဖြစ်တဲ့မုတ်ဆူတောင်မှာကျွန်တော်တို့တန့်လေးတွေနဲ့တွားအိတ်ကြမှာပဲဖြစ်ပါတယ်။ မိုးစိုးတောင်မှာကမ်းမင်းသွားချမှာဖြစ်ပါတယ် ခမ်းမေးမှာမဟုတ်ဆိုသွားချမှာဖြစ်ပါတယ် ရောက်ခဲ့တော့လိုက်တော့ အဲ့ဘာလဲပြိတ္တတွေပြောတာ ပြည့်တယ်ပြောလဲဟိုကိုတဲ့ဖက်တွေကိုပြောတာ ကျွန်တော်တို့ကညအိတ်ကြမှာဖြစ်လို့လိုအပ်တဲ့ပစ္စည်းတွေနဲ့စားစရာတွေကိုလည်းတည်သွားကြပါတယ်ကျွန်တော်တို့တည်တဲ့ဓမ္မယုံကနေမိနစ်20နာရီဝက်ခန့်သွားကြရမှာပဲဖြစ်ပါတယ် လာဘလို့ရိုက်နေနေမပါချင်ဘူးလားငယ်ငယ်တော့လည်းပြော ရောက်လီယာမှာမှတ်တမ်းတင်တဲ့ကျွန်တော်တို့ဖွဲ့ကလည်းဒီငမန်းကြောက်တုံးကြီးနဲ့အချိန်တော်ယူပြီးဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ် 1 2 3 လွယ်ရင်တင်လိုက်နေ ကျွန်တော်တော့ကြားရတယ်ဘယ်ကတော့ကြော့ပဲ မုတ်ဆူတောင်ကိုသွားတဲ့လမ်းကတကယ်ကိုပဲတာယာပြီးတော့လှပလွန်ပါတယ်ကျွန်တော်တို့မုတ်ဆူတောင်စီတီကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်ပြီးရင်တော့ဒီညစကန်ချမဲ့နေရာလေးကိုကျွန်တော်တို့ခရီးဆက်ကြပါမယ်ဒီမုတ်ဆူတောင်နေရာလေးကအရန်ကိုလာလို့ထိုင်ခီးသွားဧည့်သည်တွေဆိုဒီနေရာလေးကိုပဲတည်တံ့လာလဲတက်တယ်လို့သိရပါတယ် ဘလို့တက်ကြအမောပြီ အခုလိုအရန်လာတဲ့ဒီနေရာလေးမှာတော့ကျွန်တော်တို့ဒီညစကန်ချအိတ်ဆက်ကြရမှာပဲဖြစ်ပါတယ်အားကိုရတဲ့ကြကြရရမိမသားတွေပါခဲထွက်ရှာကြပါတယ် ဒီလိုတွေလည်းအားကိုးနိုင်ပါတယ်လို့ မုတ်ဆူတောင်ပေါ်မှာတော့အရန်ကိုလှပတဲ့ညနေခင်းလေးကိုကျွန်တော်တို့ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါတယ်အခုလိုဧပြီလနွေရာသီအချိန်ကမိုးလေတောင်နဲ့ဒေါနာတောင်တန်းကြီးကိုအဝါရောင်ဖြစ်ဆုံးအနေထားနဲ့တွေ့မြင်ရတဲ့အချိန်လေးပဲဖြစ်ပါတယ်ဟုတ်တယ်မထွန်းနေရလို့ပဲနေဝင်ကနီရာသီဥတုကချက်ချင်းပြောင်းလဲသွားပြီးညူရီဆိုင်လာခဲ့ပါတယ် ငါတို့ကဘာတွေလဲဟာရီပါတယ် တောင်တက်လန်ခရီးမှာပင်ပန်းခဲ့ကြပေမဲ့အခုတော့ကျွန်တော်တို့တကယ်ကိုပျော်ရွှင်နေကြပါတယ်စားပါမယ် ဦးနေခေါ်နေရလေ ကိုနေ လာပါမယ်ဗီဒီယိုလေးမှတ်တမ်းယူနေတာပါ မြင့်ကြဟိုကဇွဲနေတဲ့ကိုနေတဲ့တယောက်တော့ဝက်စားရမှာလေသူမမကန်ကြီးက ကမ်ပင်းနိုင်မှာစားကြတာပါ ညာမို့ဒီကုန်းလား တဲကြီးနဲ့စားရတဲ့ feeling ကဘယ်လိုပြောရမလဲ ကျွန်တော်တို့ညသာစားပြီးအချိန်ယူကကျေဖန်းခဲ့ကြပါတယ်ရာသီဥတုကလည်းခက်အေးအေးလေးဖြစ်လို့ဒီညကိုတော့ခက်ဆစောလေးပဲအိပ်ရဝင်ခဲ့ကြပါတယ်နောက်တနေ့မနက်ခင်းနေထွက်လာချိန်မှာလည်းအရန်ကိုလှပတဲ့သဘာဝတရားကြီးကိုထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါတယ် တရားမလို့တော့လေးများချစ်သူမင်းနှလုံးသားမအားလုံးရှိရလားယူရီတပွဲပွဲနဲ့လမ်းငယ်လေးတဲ့လမ်းရှောင်းရတယ်လို့ပါမြင်ဝင်လေးတွေတိုင်းဟာဝေးဝါကိုဘေးနာပလဲမှာမင်းချင်များဒီအတိုင်းဖြစ်နေလားညဝလေးတွေကိုငေးပြီးတိတ်တိတ်လေးဖြေရှာအရေးရောက်လေးလို့ပါပဲကွယ်ဘူးရမ အောင်မြင်စွာတန်းခေါင်းနိုင်တော့ပါပြီ ဘာမျိုးလဲအားကိုးရပါတယ်လို့ ဒုနေအောင်ကြမှာမတူတဲ့သဘောမျိုးလား ကျွန်တော်တို့တန်းတွေခောက်သိမ်းပြီးမပြန်ခင်လေးမှာတော့ကျွန်တော်တို့နဲ့ပါလာတဲ့အမိုက်တွေကိုတေချာလေးပြန်သိမ်းခဲ့ကြပါတယ်
အခုဆိုရင်တော့ကျွန်တော်တို့အပြန်လမ်းမှာရှိတဲ့နေရည်တွင်ကိုဆက်သွားကြမှာပဲဖြစ်ပါတယ် မွာ မူလအီတောင်ပေါ်မှာရှိတဲ့တဘာဝတရားကြီးကအရန်ကိုလှပသလိုပဲအမိုက်တွေအရန်များတာကိုလည်းကျွန်တော်တို့စိတ်မကောင်းစွာတွေးခဲ့ကြရပါတယ်ကျွန်တော်တို့အဖွဲ့ကလည်းမုတ်ဆူတောင်လမ်းတစ်လျှောက်မှာရှိတဲ့အမိုက်တွေကိုနိုင်တဲ့လောက်လေးကောက်ခဲ့ကြပါတယ် ကိုလာဘူးဆိုတန်ဘူး တန်မှုဆို90ရတယ် ရေဘူးဆိုရင်30ရရနော် တဘာဝတရားကြီးရဲ့အလှပတွေရေရှည်လှပနေစေဖို့အတွက်အမိုက်တွေကိုစနစ်တကျဆွန့်ပစ်ဖို့ကလည်းကျွန်တော်တို့ခီးသွွားတဦးချင်းစီတိုင်းရဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်အမတ်တရားလေးတွေကိုပဲထားရိတ်ခဲ့ပါခြေရာလေးတွေကိုပဲခြံခဲ့ပါဆိုတဲ့စကားလေးတိုင်းပဲကျွန်တော်တို့ချစ်မြတ်လို့ရတဲ့တောင်နှန်းကြီးတွေအမြဲတမ်းစိမ့်လန်းနေဖို့အတွက်ကျွန်တော်တို့အားလုံးအတူတူဝိုင်းဝန်းထိသိမ်းကြရအောင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့နေရည်တွင်ကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်နေရည်တွင်ကအမျိုးသမီးတွေမစင်းရတာဖြစ်လို့မိန်းကလေးတွေကအပေါ်မှာစောင့်နေကြပြီးကျွန်တော်တို့ယောက်ျားလေး၃ဦးပဲစင်းခဲ့ကြပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အဖွဲ့ဓမ္မယုံကိုပြန်ရောက်ကြပြီပဲဖြစ်ပါတယ်။မနေ့ဖြန်မှာတော့ကျွန်တော်တို့ရဲ့တောင်ဆင်းခီးကိုစတင်ကြတော့မှာပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့တောင်ပေါ်ကနေပြန်ဆင်းကြရတော့မှာပဲဖြစ်ပါတယ်။ပြန်ကြရတော့မှာဆိုတော့လက်ရကောင်းတဲ့တောင်ပေါ်ကဇင်မင်းထိုက်ဆိုတဲ့ဆိုင်လေးကိုအရင်ဆုံးလွမ်းနေမိမှာသိကြပါတယ်။ကျွန်တော်တို့တောင်အတက်တုံးကလိုပဲကားလမ်းပေါက်တဲ့နေရာအထိကားလေးနဲ့ဆင်းကြမှာဖြစ်ပါတယ်။ကားခါကတော့တယောက်ကို2000ကျပ်ပေးရပါတယ်။ကျွန်တော်တို့တောင်ချီအထိရောက်ဆင်းမှာမဟုတ်ပဲနဲ့လမ်းမှာတ냐အိတ်ကြအောင်မှဖြစ်လို့နားနားလေးနေနဲ့ပဲဆင်းခဲ့ကြပါတယ်။အသက်တုံးကအရန်ပင်ပန်းလို့မခံစားခဲ့ရတဲ့တောင်တက်လန်ကအလှပတွေကိုလည်းပြန်ပြီးမြင်တွေ့ခွင့်ရခဲ့ပါတယ်။အရန်လာတဲ့သင်္ဘောဦးစခန်းမှာတော့ကျွန်တော်တို့နေဝင်တဲ့တိဆောက်ပြီးနေဝင်ချိန်ကိုစောင့်ကြည့်ခဲ့ကြပါတယ်။ကျန်တဲ့ဖွဲ့သားတွေကတော့အစိုးရဆင်းသွားကြတာဖြစ်လို့ကျွန်တော်တို့6ဦးသာကြံခဲ့တာပဲဖြစ်ပါတယ်။အရင်တောင်တက်ဖွဲ့တွေကသူတို့လူစုကွဲပြီးတော6ခံရလို့အချင်းချင်းပြန်တွေ့တဲ့အခါမှာလူလာကြက်လာမတဲခွဲလို့မခေါ်ရဲဘူးလို့ပြောတာကိုကြားဘူးပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကအခုလို password လေးတစ်ခုထားခဲ့ပါတယ်။ မိုင်းတို့တခုခုဆိုရင်လေ password လေးထားကြအောင်စမူလားဆိုင်မူလားလို့မေးလိုက်ရင်အောင်စမူလို့ပဲဖြစ်နော် ညဘက်တောထဲမှာနာမည်မခေါ်ချင်တာဖြစ်လို့အောင်စဘူး1အောင်စဘူး2ဆိုပြီးနာမည်လေးတွေပေးခဲ့ကြပါတယ်။လူ6ယောက်ပဲရှိတာကိုအဖွဲ့တွေကတယောက်ကအောင်စဘူး9ရှိလားဆိုပြီးစခေါ်လာတဲ့အချိန်ကစတာပါပဲအောင်စဘူးခွန်ရှိလား ကျွန်တော်တို့6ယောက်အဖွဲ့နဲ့တူတူနောက်တစ်ယောက်ပါလာသလိုမျိုးအနောက်ကနေခြေတံတွေကြားရတယ်အရှိဆုံးကသူရဲ့မျက်နှာကိုဓာတ်မီနဲ့ထိုးတယ်ကျွန်တော်တို့ရဲ့ဂျားတွေကိုဖျက်ပြေးတယ်ကျော်ဘိုးအိတ်ကိုအနောက်ကနေလှန်ဆွဲတယ်ပြီးတော့တောနက်ကြီးထဲမှာပွဲသံတွေကိုလည်းကျွန်တော်တို့ကြားခဲ့ရတယ်။ဒါတွေအားလုံးကကျွန်တော်တို့တယောက်တစ်မျိုးစီမတူအောင်တွေးကြုံခဲ့ရတာတွေပါ။အဖွဲ့တွေကတယောက်ဆိုကြောက်ပြီးအခုလိုထားអော်တာပါ အလုံးဖြတ်စားရော့ ။ဒါပေမဲ့လည်းကျွန်တော်တို့တယောက်နဲ့တယောက်ဘာဖြစ်တယ်မမေးကြဘဲနဲ့ဒီညနားနေမယ့်နေရာကိုသာဥတီလို့ခရီးဆက်နေကြပါတယ်။ ပြောတော့ရောက်ဆုံးတော့ရောက်ပါပြီ ပေါ်တယ်ရမနဲ့လင်းလို့ခရီးဆက်မှာညကအကြောင်းတွေပြန်ပြောရင်တော6တာလားဘာဖြစ်ကြတာလဲဆိုတာကိုကျွန်တော်တို့ဝေခွဲလို့မရခဲ့ကြပါဘူးဘာပဲဖြစ်ဖြစ်ညကကြောက်စိတ်တွေကိုထိန်းချုပ်နိုင်ခဲ့ပြီးအဲ့ဒီအကြောင်းလေးတွေပြန်ပြောတိုင်းလဲကျွန်တော်တို့အားလုံးအဲ့ဒီညလေးကိုပြန်လဲအမက်ရမိနေမှာပဲဖြစ်ပါတယ်ဒီခီးစဉ်လေးကတော့တင်းညက်ပိတ်ရက်လေးမှာတွားခဲ့တာဖြစ်ပြီးတော့အရင်နှစ်တွေနဲ့မတူတဲ့တင်းညက်ဆိုတဲ့ခန်းစားချက်အသစ်လေးနဲ့မိတ်ဆွေအသစ်တွေကိုရခဲ့တာပဲဖြစ်ပါတယ်ခရီးတစ်ခုရဲ့အနှစ်သာရဆိုတာကဘယ်ကိုရောက်ခဲ့တယ်ဆိုတာထက်အတူတူသွားခဲ့ကြတဲ့မိတ်ဆွေတငယ်ချင်းတွေအခက်ခဲတွေကိုအတူတူကြော်ဖြတ်ခဲ့ရတဲ့အမတ်တရားတွေအတူတူပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့်လေးတွေလို့ပဲပြောလို့ရပါတယ်အခုခရီးစဉ်မှာစပြီးခင်ခဲ့ကြပေမဲ့မကြခင်ခွဲခွာရတော့မယ်ဆိုတဲ့အသည့်ကရင်ထဲကိုစပြီးဝင်ရောက်လာခဲ့ပါတယ်ဒီခရီးစဉ်လေးမှာလိုက်ပါခဲ့ကြတဲ့တူဦးချင်းစီကိုအနည်းနဲ့အမှတ်ရနေမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးနဲ့ခရီးစဉ်အစဆုံးလိုက်ပါခဲ့ကြတဲ့တူဦးချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အထူးသဖြင့်
ကျွန်တော်အရန်သွားချင်နေခဲ့တဲ့မိုးလီတောင်ခီးစဉ်လေးကိုစီစဉ်ပေးတဲ့ကိုတန့်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်ကတော့ကိုနေပါ Hello မမတင်တွေ့ဆုံးချာဘဝအစကနာလေးမှာ ဒုက္ခမျိုးစုံပွေပိုက်ထားတနေ့အစဉ်ပြေသွားမှာ လူတချို့တွေကကွယ်မပြေဝဘူးအမင်းမညိုညင်နဲ့ကွာ ဒီလောကကြီးကိုကြောက်မနေနဲ့ဒီရင်ပြန်သိ